စပါခင်ဗျာကျွန်တော်လည်းဒီယခုမန္တလေးဒီဇိုင်းလေးတို့စပယ်ထရီဖြစ်ပါတယ်ဒေတာစံတော်ချိန်မှာနေ့လည်ခင်း9:25မိနစ်ခန့်မှာဖြစ်ပြီးဒီမရှိဘူးချိန်မှာ31ဒီဂရီစင်တီဂရိတ်ခန့်ရှိပါတယ်။ဒါကပဋ္ဌာန်းချက်ပြပေးပိတ်တီမိမိတို့နေရာများတဲ့ဒါဆက်လက်ပြီးထိုင်နေပေးပါရဲ့လည်းမြေတားရထားပါတယ်ခင်ဗျာမိမိတို့ထိုင်ကုန်တက်ရှိပစ္စည်းများထားသူရာကံများကိုဖွင့်တဲ့အခါပစ္စည်းများပြုတ်ကျလာတဲ့အတွက်ဒီပြုတ်ကျစေလိုပါတယ်။ဒီမှာမစင်းမိမိတို့လက်ဆက်ပစ္စည်းများနဲ့နိုင်ငံကုလမများကိုလည်းကိုယ်နဲ့တပါးရေးစောက်သွားပါတယ်သိရပါတယ်။ဒီကိစ္စရှောင်းနဲ့ဆက်ချမ်းတဲ့ချင်းတို့နဲ့ပြည်တော်ရေးပဲလို့ပြောလိုက်ပါတယ်ခင်ဗျာ။ဒီဝိဆိုင်မြန်မာလူကျောင်းနဲ့ခီးသွားချက်တဲ့နေမှုကြီးဦးစောဟိ